ဒီနေ့မှာကျော်လင်းဆောင်တာပါဆိုတော့အဲ့လေကိုဗီဒီယိုထဲမှာကြာရလေတလားဘာဖြစ်လို့အဲ့လိုလေးတလားပုံစံပေါ့ညာလဲဆိုတော့လေဗီဒီယိုနဲ့ရိုက်တယ်မဟုတ်ပါပြီးတော့လေအဲ့လိုဗီဒီယိုတွေဘာလို့မတင်တာလဲဆိုတော့တလားနှစ်လားပါပဲအဲ့လောက်ပဲပေါ့နော်မနေ့စနေနေ့တည်းပေးမှာပဲလို့ပြောချင်ပါတယ်ဒီနေ့လေတလားပြီးရင်တင်ပေးမှာမယ်လို့ပြောချင်ပါတယ်ရှင်ပြီးရင်တော့မာလေးတို့ကနော်ပုံစံလေးတွေကို low block ဒီပဲတင်တော့မယ်ပေါ့နော်စကူရေးတင်ချင်လဲတင်မယ် low block တင်ချင်လဲတင်မယ်ပေါ့နော်ကိုရစကူရေးနေရပါတော့အတန်ကျဲလိုက်မကျဲလိုက်ချင်းနေရလဲဆိုတော့လေတလားမာလေးတို့ကပေါ့နော်အတန်ကျဲတဲ့ဟာတွေရောအတန်မကျဲတဲ့ဟာတွေရောလေဖွင့်လာတာပေါ့နော်နည်းနည်းပဲဖွင့်လဲအများကြီးဖွင့်နေပေါ့နော်အဲ့ဒါကြောင့်မလို့ဒါလေးကိုလာကြပြရပါရှင်ကျုပ်ဆောင်နေလို့နဲ့လာကြပြရပါ